မင်္ဂလာပါဗျာမိုးလင်းတာနဲ့တောင်သူတယောက်ရဲ့နေစဉ်ဘဝကစတင်ပြီးသားပါမင်းအောင်ထွတ်မတိုင်ခင်ကတည်းကလေတွေကိုစင်ပြီးမြေကိုလက်ရေကိုစီမန်းမျိုးစေ့ကိုစိုက်ရင်တနေ့တာလုံးချွေးနေပဲအသက်ရှင်နေရတာပါလို့ဆိုတာနာရီနဲ့မတော်ဘူးမိုးရွာလဲလို့ကနေပူလဲလို့ခန္ဓာကိုယ်မနာလို့မဟုတ်ဘူးမနာနိုင်လို့ဆက်လုပ်နေရတာပါတောင်သူတယောက်အတွက်ဒီနေ့လုပ်တဲ့အလုပ်ဟာဒီနေ့စားဖို့မဟုတ်ဘူးတနေ့လုံးအသက်ရှင်ဖို့အတွက်မျော်လင့်ချက်တစ်ခုကိုစိုက်ပျိုးနေတာပါတခါတလေမိုးမမှန်ရေမရစပားပြစ်သွားရင်လည်းအားလုံးကိုခံပြီးပြန်စားတင်ရတယ်ဘယ်သူမှမမြင်တဲ့နေရာမှာဘဝတစ်ခုလုံးနဲ့လောင်ကြီးထိုးနေရတယ်လို့ပါပဲလေထဲမှာအချိန်ကုန်သွားတာမဟုတ်ဘူးဘဝကိုတစက်စီတီဆောက်နေတာပါဒါကြောင့်တောင်သူတွေဟာတာမန်လူတွေမဟုတ်ဘူးနိုင်ငံတစ်ခုလုံးကိုထောက်ထားပေးနေတဲ့တိတ်တဆိတ်သူတဲကောင်တွေပါဗျာကျေးဇူးတင်ပါတယ်ဗျာ Thanks you